ဘုရားသခင်နဲ့တက်တော်သူကယုံကြည်ခြင်းရှိတော်သူဖြစ်ပါတယ်ဘလောက်ပဲပေးဆက်နေပါစေဘလောက်ပဲစက္ကန့်နေပါစေဘလောက်ပဲအဖိုးအခတွေပေးနေပါစေယုံကြည်ခြင်းမရှိရင်တော့ဘုရားသခင်ကစိတ်တော်နဲ့မတွေ့ဘူးအဲတော့ရှေးယုံကြည်သူတွေဘုရားသခင်ကဘာကြောင့်စိတ်တော်နဲ့တွေ့တယ်လဲဘုရားဘာကြောင့်နှစ်သက်တယ်လဲတို့နောအေမအစာမောရှေအာဗြဟံဒါဝိဒ်ဒါယေလတို့နော်အဓိကမိန်ကယုံကြည်ခြင်းဖျားပေါ်မှာတို့အပြေဝယုံတဲ့အခါမှာယုံကြည်ခြင်းကမှန်ဖို့လိုတယ်ဖျားခင်စီကကောင်းတဲ့အရာတွေကိုမျော်လင့်ဒါကိုဖျားကနှစ်သက်တာဖြစ်တယ်မှန်ကန်သောယုံကြည်ခြင်းကအဲ့ဒါပဲဖျားသခင်ကအကျိုးပေးမယ်ဖျားသခင်ကကောင်းချီးပေးမယ်အခြေအနေတွေဘလို့ဖြစ်နေပါစေဖျားသခင်ရှိတယ်ဖျားသခင်ရှိတယ်ဘုရားသခင်ကိုရှာတော့သူအကျိုးပေးမယ်ဆိုတာကိုယုံတာကိုဘုရားသခင်ကနှစ်သက်တယ်အဲကြောင့်မိတ်ဆွေကအမှန်တကယ်ဘုရားသခင်ကိုယုံကြည်နေတယ်စိတ်ချနေတယ်ဘုရားမဆမယ်ဆိုတာကိုယုံကြည်နေတယ်ဆိုရင်ဘုရားသခင်ကမိတ်ဆွေကိုနှစ်သက်နေတော်သူဖြစ်တယ်ကိုယ့်ဘက်ကိုအားရခြင်းမှအားရနေတယ်ဒါပေမဲ့ဘုရားသခင်ကယုံကြည်ခြင်းရှိတော်သူကိုနှစ်သက်အားရပါတယ်အာမင်